ကယ်တော့ဒီအကြောင်းအရာကိုကျွန်တော်ချရေးမလို့ပါပဲဒါပေမဲ့ရေးရင်အကြာကြီးဖြစ်နေမှာအဲ့လောက်ကြီးလဲကျွန်တော်တိုက်မရိုက်ချင်တာနဲ့အခုလိုပဲအတန်းနဲ့ပဲတွင်းပြီးတော့Facebook မိတ်ဆွေတွေကိုပြောပြတယ်လို့ပဲသဘောထားပေးပါအခုတလောကျွန်တော်တို့မြန်မာပြည်တစ်ဝန်းလုံးမှာရေးကြီးနေတဲ့ဓာတ်ပုံတွေပေါ့နော်အဲ့ဓာတ်ပုံတွေကအထူးသဖြင့်ကလေးမျိုးဝင်ဝါမှာစကိုင်းတိုင်းဒေသကြီးဆိုပြီးတော့ကလေးမျိုးဆိုရဆိုင်ကလေးမျိုးဆိုတဲ့စကလုံးကပြောင်းနေစကိုင်းဒေသကြီးပဲပေါ်နေမဟုတ်ဦးကြီးပေါ့နော်အဲ့ဒီမြင့်ကြီးကရေမြုပ်နေတဲ့ပုံပေါ့နော်အဲ့ပုံဘေးမှာလည်းတခြားတော့နားမှာလည်းအဲ့ဒီဒီမြင်းပေါ်မှာဘန်ဒူလာဓာကြီးခိုင်နေတဲ့ပုံကြီးလည်းမြုပ်နေတာပေါ့နော်အဲ့ပုံတွေကိုအတူပါ Photoshop ပါဆိုပြီးတော့ပြောနေကြတာပေါ့နော်အဲ့ဒါတွေကိုကျွန်တော်စိတ်ထဲမှာတကယ်ရေးကြီးတဲ့ data လူတွေကိုမစာမနာတို့လို့ပြောရသလားပေါ့နော်ကျွန်တော်တော်လေးပုံမကြောက်ဘူးအဲ့ဒါကိုအမှန်တိုင်းသိချင်တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော် Facebook မှာတင်တဲ့အခါမှာ comment တွေဝင်လာတယ်ဗျအဲ့ comment လေးတွေဖတ်ရတော့ကလေးမျိုးမှာတကယ်ကြုံတွေ့ရတဲ့သူတွေရဲ့ comment လေးတွေပေါ့နော်အစစ်မှန်မှာပဲဆိုပြီးတော့ရေးတာတွေ့ရတာပေါ့ဒါပေမဲ့အဲ့ဒီကျွန်တော်ရဲ့ post ကိုကြည့်မိတဲ့လူကပဲအဲ့ comment ကိုဖတ်မိမယ်ပေါ့နော်မကြည့်မိတဲ့လူကလည်းအစအဆုံးထိဖတ်မိမှာမဟုတ်ဘူးဒါမှမဟုတ်ကျွန်တော်အဲ့ထက်တူကကြမ်းကြမ်းဖန်ဖန်ဖြစ်ချင်တော့ကျွန်တော်ရဲ့မိတ်ဆွေမတ်တီတာပဲဆိုပါစို့မတ်တီတာနေပြီးတော့သူတို့အိမ်မှာအိမ်ပေါ်အခုမျိုးသမီးလေးကိုခေါ်ထားတာသူကအဲ့ကလေးမျိုးစာတီပေါ့နော်အဲ့ကောင်မလေးကိုယ်တိုင်ရဲ့အတွေ့အကြုံရှိနေတဲ့အတွက်ကျွန်တော်သူ့ကိုဖုန်းဆက်ဖြစ်တာပေါ့နော်ဖုန်းဆက်တဲ့ခါမှာမတ်တီတာနဲ့လည်းပြောပြတယ်အဲ့ဒီကလေးမျိုးသူကောင်မလေးမိုးမိုးပဲဆိုကြပါစို့မိုးမိုးနဲ့လည်းကျွန်တော်ပြောပြပါတယ်ပြောတဲ့အချိန်မှာကျွန်တော်ဖုန်းထဲမှာအဲ့ဒီ call recorder မရှိတဲ့အတွက်အတန်းမဖမ်းထားပြလိုက်ဘူးခင်ဗျာဒါမှမဟုတ်ကျွန်တော်သူတို့နဲ့ပြောခဲ့တာလေးမှတ်မိတယ်တော့ကျွန်တော်နည်းနည်းပြန်ပြောပြချင်ပါတယ်အဲ့ဒီမိုးလေးပတာကဥထုံးနဲ့ကြီးညာနေကြတဲ့ကဒီကျွန်တော်မတ်တီတာတို့ကနေပြီးတော့အဲ့ဒီမမိုးပြောတာမှာဟဲ့နဲ့အိမ်ုံကြိုပြောထားအောင်အနေရရှိတယ်ဆိုတော့သူကသူ့အိမ်ုံကြိုပြောတာပေါ့နော်အိမ်မှာသူ့အမေတွေပါတွေကယုံကိုမယုံဟဲ့မဖြစ်နိုင်တာဘယ်လိုတစ်ခါမှမကြားဘူးကလေးမျိုးဘယ်လိုလုပ်ရေးကြီးမှလဲပေါ့နော်အဲဒီလိုနဲ့ပဲရေးရတကယ်တမ်းကြတော့ကြာသူတွေတောက်ကြမှာရေးတွေစပြီးတက်လာတာပေါ့နော်တက်လာတဲ့ခါမှာသူ့အမေတွေကနေပြီးတော့သူတို့ကအိမ်မှာကွန်းတို့ဘာလို့မီးသွေးတို့ဘာတခြားပစ္စည်းတွေလည်းလှောင်နေဆိုပဲအဲ့တော့ကဲရေတက်တော့ရေရတော့တကယ်တက်မယ်ထင်တယ်ဆိုပြီးတော့သူတို့နှစ်ထပ်အိမ်ကြီးပေါ့နော်သူတို့အိမ်ရတဲ့23 24ပေမြင့်နေပေါ့နော်ပေါင်းလိုက်လို့ရှင်နှစ်ထပ်အဲ့အပေါ်ဓာတ်ကိုအဲ့ဒီအိတ်တွေကုန်ရွှေ့တာပေါ့နော်ကုန်ပစ္စည်းတွေကုန်ရွှေ့ပြီးတော့မှာပဲအဲ့မှာရေဆက်တက်လာတဲ့ခါကျတော့အဲ့ဒီမုံမိုးကနေသူ့အမေကိုလှမ်းပြောတာပေါ့အမေအပေါ်ဓာတ်မှာလည်းမနေတော့မယုံဘူးအပေါ်ဓာတ်မှာကတော့ဘယ်လိုလုပ်တက်မှာလဲဆိုပြီးတော့အဲ့လိုနဲ့ပဲအဲ့တောက်ကြစနေရက်တွေမှာရှေ့ရတောက်လျှောက်တက်လာတာပေါ့နော်အပေါ်တန်းကိုစတက်လာတဲ့အချိန်မှာသူတို့ဘယ်လို့မှမဖြစ်တော့ဘူးဆိုပြီးတော့အဲ့အချိန်မှာစပြီးတော့အဲ့ဒီကလေးမျိုးနာရွာနေချုပ်ဆက်ကလှေသမားတွေကစပြီးတော့ဟိုလူတွေကိုကဲနေပြီပေါ့နော်သူတို့ကစီးပွားရှာတာလည်းဟုတ်ပေါ့ကဲတင်နေဆိုလည်းဟုတ်ပေါ့အလကားတော့မကူပေါ့နော်အဲ့ဆက်လေတွေကနေပြီးတော့အဲ့ကိုပဲပြောင်းနေနေရရွှေ့ကြအဲ့လိုလောက်ရတော့သူတို့လည်းအကုန်အိမ်မှာရှိတဲ့ကုန်ပစ္စည်းရောင်းတဲ့ကုန်ပစ္စည်းတွေရောအိမ်မှာရှိတဲ့ပစ္စည်းတွေရောတဲကျင်တာကိုတဲပြီးတော့သူတို့အမြင့်မှာရှိတဲ့သူတို့ကောင်မလေးရဲ့အမရုံရှိတဲ့နေရာမှာထွေအုပ်ရုံဘက်ကိုရွှေ့ပါတယ်တဲ့အဲ့မှာသူ့အကိုတယောက်ကတော့မှဒီတက်တော့တက်စရာအကြောင်းမရှိဘူးငါထုတ်အိမ်ကပစ္စည်းတွေစောင်းရင်းနဲ့ထုတ်တန်းမှာအိတ်နေခဲ့မယ်ပြောလို့ညီမနဲ့အကိုရန်ဖြစ်ရသေးရဲ့တဲ့ထုတ်တန်းနေရေတက်လာအကိုသေးလိမ့်မယ်ပါညာပြောနောက်ဆုံးကျတော့အဲ့ကိုလည်းပြောင်းပြရတယ်ပေါ့နောက်ဆုံးကျတော့သူတို့အဲ့ဒီမြင့်ရနေအောင်ရောက်တဲ့အချိန်မှာပဲသူတို့အိမ်ကခေါင်မိုးထိရောက်သွားပြီးမြုပ်သွားတာကိုသိရတယ်ပေါ့နော်အဲ့ဒါတကယ်ဖြစ်မှမှာပဲဒါကြောင့်မို့လို့အဲ့ဒီမြို့မုတ်ဦးဝင်ဝါကြီးဟာမြို့ဝင်ဝါကြီးဟာမြေနှိမ့်မှာရှိတဲ့အတွက်မြို့ဝင်ဝါမုတ်ကြီးကိုမြုပ်နေရလဲအမှန်တကယ်ပဲဖြစ်တယ်နောက်ပြောမြို့တော်ခမ်းမမှာအုတ်ခုံကြီးပေါ်မှာမြင်းပေါ်မှာဗန်ဒူလာဟိုဓာကြီးကင်ထားတဲ့ရွှေရုပ်ကြေးရုပ်ကြီးမြုပ်နာလဲအမှန်တကယ်ပါပဲသူတို့ကိုယ်တိုင်ပြောပြပါတယ်အခုဆိုလို့ရှိရင်သူတို့အမြင့်ဒေတာမှာဟိုယုံဒီယုံအထက်ကအကြောင်းမကြုံရမှာလူတွေဖြန့်ပြီးတော့သွားကြတာပေါ့နော်ဟိုတနေရာမှာ1000 2000ဟိုတနေရာမှာ2000 3000အဲ့လိုဖြန့်ပြီးနေကြရတယ်ပေါ့နော်ရေရခုချိန်မှာတော့တက်လဲမတက်တော့ဘူးကြလည်းမကြပါနဲ့အီနေတယ်ပေါ့နော်သူကကံကောင်းထုံးပါဆိုတာသူ့အမေနဲ့အမကအဲ့ဒီသူ့အမအလုပ်လုပ်တဲ့ထွေအုပ်ရုံးမှာနေရတဲ့အတွက်အိမ်မှာလျှက်စစ်လည်းရှိတဲ့အတွက်ဖုန်းတွေပါတယ် charging လုပ်လို့ရတဲ့အတွက်ဖုန်းအဆက်အသွယ်မပြတ်ရှိနေသေးတယ်ပေါ့ချို့ဆိုတော့ဖုန်းဆက်သွယ်မရှိတော့ဘူးပေါ့နော်အဲ့အခြေအနေကတော့အဲ့လိုပါပဲတဲ့အဲ့တော့တမနာကြီးလာတော့ကအကြောင်းတော့လည်းပြောတော့လဲအဲ့ဟိုရည်စရာပေါ့နော်အဲ့တမနာကြီးလာမယ်ဆိုတော့သူ့အမကနေပြီးတော့ထွေအုပ်ရုံးကဆိုသူ့အထက်ကပြောတယ်ဟဲ့သမနာကြီးလာမဲ့ယူနီဖောင်းဝတ်ကြဆိုတော့သူမှစိတ်ညစ်တာပေါ့ဘယ်လိုလုပ်ဒီလောက်ပြေးလာဘယ်လိုလုပ်ယူနီဖောင်းရှိမှာတော့အဲ့လိုမျိုးရည်စရာလေးတွေပေါ့နော်သမနာကြီးလာတော့ဘယ်လိုလဲဆိုတော့ဒါကတော့ तू ကလည်း तू ကဒီကနေဖုန်းဆက်နေရတယ်ဆိုတော့ဟိုကအတွေ့အကြုံတော့အတိအကျတော့ तू မသိဘူးပေါ့နော်ဖုန်းကတော့တော်တော်ကုန်သွားဆိုပဲအဲ့ဒါကဒီမှာစင်ကူမှာရှိနေတဲ့
သူကသတိပေးလိုက်တဲ့အတွက်ဒီမမိုးဟာသူ့ရဲ့မိသားစုကြိုပြောနိုင်လိုက်တဲ့အတွက်သူတို့ကတော်တော်များများကိုတင်းစီချိန်ရလိုက်ပါတယ်တဲ့ကျန်တဲ့လူတွေကတော့ဘလို့မှကိုတင်းစီချိန်မရပဲတကြိုတဲ့လက်ကြပြေးကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်စောစောကလည်းတင်ထားပါတယ် MRTV နဲ့ view ထိုက်တဲ့မှာအမျိုးသားတယောက်ပြောထားတာအင်မတန်ကိုဟိုတနာစရာလည်းကောင်းပါတယ်ခံပြင်းစရာလည်းကောင်းပါတယ်ဝုန်းတိုင်းတက်လာသူဖက်တော့မပေါ့အဖေမေတော့မနေကြရဆိုအမှန်တကယ်ပါပဲအဲ့တော့ကြိုမတိလိုက်တဲ့လူတွေကတော့ကလေးမှာအကုန်အသက်ဆုံးရှုံးတာတော့နည်းတယ်ပေါ့လေဒါပေမဲ့ပစ္စည်းတွေအကုန်လက်လွတ်ဆုံးရှုံးပြီးပြရတဲ့လူအများကြီးပါပဲတဲ့ဒါနောက်တစ်ခုကလည်းအခုတလောဒီမနေ့ကကျွန်တော်တို့တင်ထားတဲ့ကွန်ပျူတာတက္ကသိုလ်လားနီးပညာတက္ကသိုလ်လားအဲ့တက္ကသိုလ်ကလည်းအဲ့လိုပဲတဲ့မျိုးနဲ့တော်တော်ဝေးတဲ့နေရာမှာရှိနေတယ်အဲ့ဒီတက္ကသိုလ်နေရာလေးကကုန်းမြင့်ပြီးတော့ကျန်တဲ့နေရာနှိမ့်တဲ့အတွက်အခုချိန်မှာအဲ့ဒီတက္ကသိုလ်နေရာကျွန်းလို့ဖြစ်သွားတာပေါ့ရေပတ်လေဝိုင်းနဲ့ကျွန်းလို့ဖြစ်သွားပြီးအရန်ဝေးတဲ့အတွက်တောင်းတန်းလှေသမားမမောင်းရဲတော့ဘူးတဲ့။ဘာကြောင့်မမောင်းရဲလဲဆိုရင်ကုန်းဆိုရင်ဒီလမ်းကိုမှတ်မိတယ်ရေဖြစ်သွားတဲ့အတွက်ဘယ်ဟာဘယ်နေရာနှိမ့်မှမြင့်မှလည်းမသိဘူး။အဲ့တော့မှောက်သွားမလားဘာမှမသိရတဲ့အဲ့ကွန်ပျူတာတက္ကသိုလ်လည်းဘယ်သူမှမသွားနိုင်ပဲဖြစ်နေတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ဒါပေမဲ့ဒီနေ့တော့အဲ့ဒီဟယ်လီကော်ပတာနဲ့ကယ်တဲ့အတွက်အဲ့ဒီကွန်ပျူတာတက္ကသိုလ်မှာပိတ်မိနေတဲ့ကလေးတွေအားလုံးကယ်ပြီးသွားပြီးအဲ့ထက်မှကိုဝင်ဆောင်နေတဲ့ဆရာမတယောက်ကိုမီးဖွားဖို့လောက်တယ်ပေါ့အဲ့ဒီကတော့ကျွန်တော်တည်တဲ့သတင်းသိရပါတယ်နောက်တစ်ခုစိတ်မကောင်းစရာကတော့ခုနညီမလေးမိုးပြောချက်အရာပေါ့နော်အခုနောက်ပိုင်းရေနည်းနည်းလေးကျတဲ့နေရာတွေမှာပေါ့နော်အဲ့ဒီမှာအင်ရှင်တွေကပြန်သွားပြီးတော့သူ့ပြန်ကြည့်မယ်ပေါ့နော်ကြည့်ရစနေလို့ရလို့တော့မဟုတ်ဘူးပေါ့နော်သွားမဲ့ကြည့်လိုက်ရောတဲ့အိမ်တကားတွေဘာတွေကအကုန်ဖောက်ခံထားရတယ်ပေါ့နော်ဖောက်ခံထားပစ္စည်းတွေအများကြီးဖောက်ထားတယ်လို့တွေ့ရတယ်ပေါ့နော်ကျွန်တော်မေးတာဟာရေထဲမှာဘလို့ပစ္စည်းဖောက်ထားတယ်ဆိုမဟုတ်ဘူးတဲ့အဲ့ဒါအပေါ်ဓာတ်မှာနည်းနည်းပါးပါးရေကျသွားတဲ့နေရာမျိုးလေးမှာဗီဒီယိုပိုင်းမှာမရှိတော့ဘူးပေါ့ဒါတွေကလည်းဘယ်လိုဖြစ်တာလဲဆိုတော့တဲ့ဒီလှေသမားတွေပဲပေါ့လှေသမားဆိုတာဒါညော်နီချုပ်ဆက်ကတက်လာတာကိုမျိုးရမှာမဟုတ်ပဲအဲ့တော့ဒီလူတွေပဲဆက်လိမ့်နေလာကဲသွားတော့ကလည်းဒီလူတွေကပဲမှတ်ထားပြီးတော့ဒီမှာတော့ဒီလိုရှိတယ်ပေါ့တချို့ကဟာဒီမိုးလို့ကြိုတိတဲ့လူကတော့ဟုတ်တော့ကြိုမတိတဲ့လူကလက်ကြီးကိုပြေးလဲရတဲ့အတွက်အထဲမှာပစ္စည်းလက်ဝတ်ရတနာအစအများကြီးကြံပါပဲဆိုတဲ့သဘောနဲ့ပေါ့နော်အဲ့ဒီသဘောနဲ့ခိုးကြတာတဲ့ဒါကတော့ဒါကျွန်တော်တို့နိုင်ငံရဲ့ဘယ်လိုပြောမလဲဟိုဥမမတောင်းလို့တီလာမဆောက်နိုင်တဲ့ဒီဆင်းရဲချက်တဲ့သူတွေရဲ့အားနည်းချက်ပေါ်ပြအင်မတန်စိတ်မကောင်းစရာပါပဲတော့ဒီလောက်ပါပဲကျွန်တော်ပြောချင်တာကတော့ကလေးမျိုးမှာအခုအပေါ်စီးကလည်းရိုက်ပြထားတဲ့ပုံတွေရှိတယ်လီမန်မော်ကပုံလည်းရှိတယ်ဒီပုံတွေအားလုံးကအမှန်တကယ်ဖြစ်ပါတယ်ကလေးမျိုးမှာနေတဲ့လူတွေရဲ့ရေပေးဒုက္ခကိုစာနာတော့အပြင်ဒါအတူပါ Photoshop ပါလို့ရှောက်ပြောနေလူတွေမပြောကြပါနဲ့ကိုဒီတတ်နိုင်ဆုံးမြန်မာပြည်ဒီလိုမှရှိနေရေပေးတဲ့လူတွေအားလုံးကိုတနည်းနည်းနဲ့ရောက်ရရက်ကနေစာနာပါကူညီပါလှူဒန်းကြပါကျွန်တော်အဲ့လောက်ပဲပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ